မာကုခရစ်ဝင်ကျမ်းအခန်းကြီး2ကိုအတူတူလေ့လာကြည့်အောင်ပါဒီခန်းထဲမှာယေရှုကသူ့ဘယ်သူလဲသူ့မှာဘလို့ခွင့်အာဏာမျိုးရှိလဲဆိုတာကိုထိခွေးဟင်းဖော်ပြတော့တာတွေ့ရမှာပါအငင်းပွားစရာကိစ္စတွေကလည်းတစ်ခုပြီးတစ်ခုတိုးလာတာကိုသတိထားမိကြမှာပါကဲဆက်လိုက်ကြရအောင်လား ဟုတ်ပါပဲဒီမေခွန်းလေးတစ်ခုခဲကပဲမာကုအခန်းကြီးနှစ်တစ်ခုလုံးရဲ့အဓိကအချာချာဖြစ်လာတော့တာပါပဲဖျားတကေကလွဲရင်ဘသူကအဖြစ်ကိုလွတ်နိုင်ပါလေဆိုပြီးဘာသာရေးခေါင်းဆောင်လေးစိတ်ထဲကနေတိတ်တိတ်ကလေးတွေးလိုက်တဲ့ဒီအတွေးကနေပฏิပတ်ခါအလုံးစတင်လာတာပါပဲ ဒီနေ့ကျွန်တော်တို့လေ့လာတော့မယ့်အကြောင်းအရာတွေကတော့ညင်ပန်းခံရသူရဲ့အကြောင်းသတင်းစကားအပြစ်လွတ်ခွင့်အာဏာစပြည့်ရည်တစ်နဲ့စီးမြင့်အဟောင်းတွေဥပုတ်နေရဲ့အရှင်ပြီးတော့နည်းနည်းလာတဲ့လူသားဆိုတဲ့အတုံးလုံးအကြောင်းတွေပါပဲဒီအချက်တွေအားလုံးကဒီပုဂ္ဂိုလ်ဟာဘယ်သူလဲဆိုတဲ့မေကွန်ကြီးကိုဖြည့်ရှင်းသွားမှာပါ ကဲဒီခိုင်းရအဓိပ္ပာယ်ကိုအပြည့်အဝနားလဲဖို့ဆိုရင်ကျွန်တော်တို့အရင်ဆုံးမာကုကဒီခရစ်ဝင်ကျမ်းကိုဘသူတွေအတွက်ရည်ရွယ်ပြီးရေးခဲ့တာလဲဆိုတဲ့နောက်ခံကိုတစ်ချက်လောက်ကြည့်ဖို့လိုပါလေ ပညာရှင်တွေရဲ့အဆိုအရပေါ့နော်မာခုကဒီစာကို AD 60ဝန်းကျင်လောက်မှာရေးခဲ့လာလို့ဆိုကြပါတယ်အဲ့ဒီချိန်ကရိုးမမြို့မှာရှိတဲ့ခရစ်ယာန်တွေအတွက်ပါသူတို့ကဧကရနီရိုပင်ရဲ့လာအောင်မှာပြင်းထန်တဲ့ညှဉ်းပန်းနေဆက်မှုတဲ့ခံနေရတဲ့အချိန်ပေါ့ဒီလိုအခြေအနေမျိုးမှာသူတို့အတွက်မျှော်လင့်ချက်ပေးမဲ့တကိုးကြီးတဲ့အရှင်တစ်ပါးအကြောင်းသတင်းစကားကိုအယမ်းလိုအပ်နေခဲ့တာပါ မာကုကရောမလူမျိုးတွေအတွက်ရေးတယ်ဆိုတာကိုဘယ်လိုသိနိုင်မလဲအထောက်ထားတယ်ရှိပါတယ်ဥပမာ Latin စကားလုံးတွေဖြစ်တဲ့ Legion တို့ Denarius ကိုသုံးထားတယ်ပြီးတော့ Jew မဟုတ်တဲ့သူတွေနားလည်အောင် Aramaic စကားလုံးတွေကိုပါတာဖြန့်ဖြေထားတာတွေ့ရတယ်အဓိကကတော့ညင်ပါနိဆက်ခံနေရတဲ့သူတွေအတွက်အားဖြစ်စေမဲ့ယေရှုရဲ့တန်ခိုးနဲ့အခွင့်အနာကိုပဲအဓိကထားပြီးရေးထားတာကိုတွေ့နိုင်ပါတယ်ဟုတ်ပြီနောက်ခံကိုတည်ပြီဆိုတော့ဒီအခန်းရဲ့ပထမဆုံးအဓိကပရိပခတ်တွေကိုဝင်လိုက်ကြရအောင်ဒါကတော့တကယ့်ကိုအံ့ဩစရာကောင်းတဲ့ယောဂငြိမ်းချင်းဖြစ်တဲ့တစ်ခုကနေစတင်ပါတယ် ကဲပေါ်နောင်မျိုးကအိမ်တလုံးကိုမြင်ရအောင်ကြည့်လိုက်ပါယေရှုရှိနေတော့လူတွေကအိမ်ထဲမှာရောအပြစ်မှာရောပြည့်ကျက်နေတာတကားပေါ်မှာတော့နေရာမရှိတော့ဘူးအဲ့ဒီချိန်မှာလူလေးယောက်ကသူတို့ရဲ့လေဖြတ်နေတဲ့တငယ်ချင်းကိုယေရှုစီခေါ်လာခြင်းတယ်ဘလို့မှဝင်လို့မရတဲ့အဆုံးမှာသူတို့ပါလှုပ်လိုက်လဲဆိုတော့အိမ်ခေါင်းမိုးကိုဖောက်ပြီးသူတို့တငယ်ချင်းကိုအောက်ကိုရှော့ချပေးလိုက်တယ်သူတို့ရဲ့ယုံကြည်ခြင်းကတကယ်ကိုအမှန်ခံပါပဲ ဒီအဖြစ်အပျက်ကတကယ့်ကိုအံ့ဩစရာကောင်းပါတယ်ဒီဇလန်ရဲ့အခြေခံဖြစ်တဲ့မာကုခရစ်ဝင်ကျမ်းအခန်းကြီး2ကမူရင်းကျမ်းစာကိုကြည့်လိုက်ရင်ဒီတွေးဆော်မှုရဲ့ထူးခြားပုံကိုပိုပြီးနားလည်နိုင်မှာပါ ယေရှုကအောက်ကိုရောက်လာတဲ့လူကိုကြည့်ပြီးဘာပြောလိုက်လဲဆိုတော့ငါသားမင်းရဲ့ဖြစ်ကိုလွတ်လိုက်ပြီတဲ့ခဏလေးစဉ်းစားကြည့်ပါလူတွေအလုံးကသူ့ရဲ့လေဖြတ်ယောဂါဖျောက်ဖို့မျောလင့်နေချိန်မှာယေရှုကသူ့ရဲ့ကိုယ်ခန္ဓာထဲအရင်သူ့ရဲ့ဝိညာဉ်ရေးပြဿနာကိုအရင်ဆုံးဖြေရှင်းပေးလိုက်တာပါဒါကတကယ်ကိုထိတ်လန့်ဆက်ကောင်းပြီးဘယ်သူမှမျောလင့်မထားတဲ့စကားတစ်ခုမှပဲ အဲ့ဒီမှာရှိနေတဲ့ကျမ်းပြူစေတာတွေကတော့ဒီစကားကိုကြားတော့စိတ်ထဲမှာလုံးဝမကြေမနက်ဖြစ်သွားတယ်ဘယ်လိုဖြစ်လာတာလဲဒါကဖျားသခင်ကိုပြစ်မှားတာတယ်ဖျားတပါးတကလွဲပြီးဘယ်သူကအပြစ်ကိုလွတ်နိုင်လို့လဲဆိုပြီးအတွင်းစိတ်ထဲမှာအကြီးကျယ်ကန့်ကွက်နေကြတာပါယေရှုကသူတို့ရဲ့အသွေးကိုတီးတော့သူတို့ကိုစင်ခွာလိုက်တယ်ဘယ်စကားကပြောရပူလွယ်လဲမင်းရဲ့ပြေကိုလွတ်ပြီလို့ပြောတာလားဒါမှမဟုတ်ထမင်းရဲ့မွေးရယူပြီးရှောက်သွားလို့ပြောတာလဲတဲ့အပြစ်လွတ်ပြီဆိုတာမျက်စိနဲ့မမြင်နိုင်ဘူးဒါပေမဲ့ထပြီးရှောက်သွားဆိုတာကတော့ချက်ချင်းမြင်နိုင်တဲ့တက်တည်ပဲလေအဲ့ဒါကြောင့်ယေရှုကသူ့အပြစ်လွတ်ပိုင်ခွင့်ရှိတဲ့ဆိုတာကိုတက်တည်ပြောဖို့အားလုံးမျက်မြင်လူကိုထပြီးရှောက်သွားခိုင်းလိုက်တာပါကဲအပြစ်လွတ်ပိုင်ခွင့်ကိုဖျက်ပြီးတဲ့နောက်မှာယေရှုကနောက်တစ်ဆင့်တက်ပြီးအဲ့ဒီခေတ်ကလှူမှုရေးနဲ့ဘာသာရေးနေနိမိတ်တွေကိုစတင်ချိုးဖျက်ပါတော့တယ်သူဘာတွေလုပ်ခဲ့လဲဆိုတော့အဲ့ဒီခေတ်ကလူတွေအမုန်းဆုံးယုံရှာဆုံးဖြစ်တဲ့အခွန်ခံလေဝီကိုသူ့တပည့်အဖြစ်ခေါ်လိုက်တယ်ပြီးတော့အဲ့ဒီမှာပဲမရက်သွားဘူးအခွန်ခံတွေအဖြစ်သားရေးလို့တတ်မှတ်ခံရတဲ့လူအုပ်ကြီးနဲ့အတူတူထိုင်ပြီးအစားစားခဲ့တယ်ဒါအပြင်သူတို့အရန်အလင်းနဲ့ထားတဲ့အစားရှောင်ခြင်းဒလေးကိုလည်းမေခွန်းထုတ်ခဲ့ပြန်ပါတယ်ဒါတွေအားလုံးဟာတီဆဲချင်တွေကိုတေတေတိုးစင်ခေါ်လိုက်တာပါပဲလူတွေကဝေဖန်ကြတော့ယေရှုကအယမ်းရှင်းပြီးထန်ခိုးပါတဲ့ဥမာတစ်ခုနဲ့ပြန်ဖြေရှင်းခဲ့တယ်ကျမ်းမာတဲ့သူတွေကစေသမားကိုမလိုဘူးနေမကောင်းတဲ့သူတွေပဲလိုတယ်ငါလာတာဖြောင့်မတ်တဲ့သူတွေကိုခေါ်ဖို့မဟုတ်ဘူးအဖြစ်ရှိတဲ့သူတွေကိုခေါ်ဖို့လာတာတဲ့သူ့ရဲ့ရည်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းပြောပြလိုက်တာပါပဲပြီးတော့နာမည်ကြီးတဲ့ဥမာတစ်ခုကိုသူဆက်ပြောခဲ့တယ်အဲ့ဒါကတော့စပြည့်ရည်တစ်နဲ့တားရည်ဘူးအောင်ဥမာပါပဲစဉ်းစားကြည့်ပါတားရည်ဘူးအဟောင်းတွေကကြားလာရင်မာတော့ပြီးကြွက်ဆက်လာတယ်အဲ့ဒီထဲကိုအချင်းပေါပြီးကစော်ထားနေတဲ့စပြည့်ရည်တစ်ထဲလိုက်ရင်တားရည်ဘူးကွက်ထွက်သွားမှာပဲဒီမှာတားရည်ဘူးအဟောင်းဆိုတာကဖာရီရှေးတွေရဲ့စီမင်းတွေဘာသာရေးတလေထုံတဲ့အဟောင်းတွေကိုဆိုလိုတာပါစပြည့်ရည်တစ်ကတော့ယေရှုယူရှောင်းလာတဲ့ဘုရားသခင်နိုင်ငံတော်နီလန်တစ်ဘူးဆိုလိုတာကယေရှုရဲ့တည်င်းစကားဟာအစင်လာဖွဲ့စည်းပုံဟောင်းတွေထဲမှာဘလို့မှအဝင်ခွင့်ကြထဲမှာမဟုတ်ဘူးဆိုတာပါပဲအခုဒီအခန်းရဲ့အထွတ်တစ်ထိပ်ကိုရောက်လာပါပြီ
ဒါရတာဂျူးလူမျိုးတွေအတွက်အမြင့်မြတ်ဆုံးအရေးကြီးဆုံးဖက်တဲ့ဥပုနိပညာတရားကိုတိုက်ရိုက်ဆင်ခေါ်တဲ့အဖြစ်ပြပါပဲ အဖြစ်ပြက်ကဒီလိုပါသူတပည့်တွေကဥပုနေမှာစဘာခင်းကိုဖျက်သွားရင်ဗိုက်စာလို့စဘာနန်တွေကိုစွတ်ပြီးစားကြတယ်အဲ့ဒါကိုဖာရိဆဲတွေကမြင်တော့ဥပုနေမှာဒါမျိုးလုပ်လို့မရဘူးလေဆိုပြီးဝေဖန်ကြတယ်အဲ့ဒီအချိန်မှာယေရှုကသူ့ရဲ့အပြင်းထန်ဆုံးအတော်လန်းဆုံးဖြစ်တဲ့စကားတစ်ခွန်းကိုပြောကြားခဲ့ပါတယ် သူဘာပြောခဲ့လဲဆိုတော့ဥပုနိကိုလူအတွက်ဖြစ်ထမ်းထားတာလူကိုဥပုနိအတွက်ဖန်ဆင်းထားတာမဟုတ်ဘူးတဲ့ဝါဒါတကယ်ကိုတော်လန်ရေးတစ်ခုလိုပါပဲသူကဦးစားပေးအစီအစဉ်တစ်ခုလုံးကိုပြောင်းပြန်လန်လိုက်တာပါဆိုလိုတာကဘာသာရေးစီမင်းလူကိုတရားသေးလိုက်နာနေရတဲ့ချက်လူသားတွေရဲ့တကယ်လိုအပ်ချက်ကပိုရေးကြီးတယ်လို့ပြောလိုက်တာပါပဲ ဒါကြောင့်ဒီစကားကစီမင်းတွေကိုနည်းနည်းပါးပါး short put ပေးတာမျိုးမဟုတ်တော့ဘူးเนาะဒါကပညာတရားကိုနိုင်အပေါင်းမှာသူကအခွင့်အာဏာရှိတယ်လို့ကြီးညာလိုက်တာနဲ့အတူတူပါပဲဥပုသနေပညာတရားထက်တောင်မြင့်တဲ့အခွင့်အာဏာပိုင်းအဖြစ်သူကိုယ်သူတင်ပြနေတာဖြစ်ပါတယ် ဆိုတော့အဖြစ်လွတ်နိုင်တဲ့လူမှုရေးစီးမင်းတွေကိုချိုးဖျက်တယ်ဥပုနိအပေါ်မှာတော့အရှင်ဖြစ်တယ်ဆိုတဲ့ဒီခွင့်ရနာတွေအားလုံးကပေးကားလာတယ်အဲ့ဒီမင်းဟွန်းရဲ့အဖြစ်ကိုယေရှုကသူ့ကိုယ်ရဲ့အသုံးပြုတဲ့ထူးခြားနေတဲ့ဘွေနာမှာသူနဲ့ရှင်းပြပေးပါတယ်အဲ့ဒါကတော့လူသားဆိုတဲ့ဘွေနာမှာပါပဲ လူသားဆိုတာကယေရှုကသူ့ကိုယ်သူရည်ညွှန်းတဲ့အခါအတုံးများစွန်းအနှစ်သက်ဆုံးပွင့်နာမှာပါဒါပေမဲ့အဲ့ဒီခေတ်ကလူတွေအတွက်တော်ဒီစကားလုံးကအတိတ်ပဲနည်းနည်းမရှိမလင်းဖြစ်စီတယ်။ဘာကြောင့်လဲဆိုတော့မီရှိယလိုမျိုးစကားလုံးဒီမှာကနိုင်ငံရေးနဲ့စစ်ဘီယန်ဆန်တဲ့မျောလင်းချက်တွေကပါနေတယ်။လူသားဆိုတဲ့အတုံးလုံးကတော့အဲ့ဒီလိုအစွဲလေးမပါပဲသူ့ဘသူလဲဆိုတာကိုသူ့နေသူ့ဟန်နဲ့တဖြည်းဖြည်းချင်းဖွင့်ပြသွားဖို့အခွင့်အလမ်းပေးခဲ့ပါတယ်။ ဒါဆိုလူသားမှာဘလို့အကိပေတွေပါဝင်နေလဲအဓိကအထင်၃မျိုးရှိပါတယ်ပထမတစ်ခုကသူဟာကျွန်တော်တို့လိုပဲလူသားတဦးဖြစ်တယ်ဆိုတော့ပြတယ်ဒုတိယအနေနဲ့သူဟာတခြားသူတွေအတွက်ဒုက္ခခံရမယ်ဒုက္ခခံကျွန်တဦးဆိုတဲ့သူ့ရဲ့တာဝန်ကိုညွှန်ပြတယ်ပြီးတော့အရေးကြီးဆုံးတတိယအချက်ကတော့တန်ရလက်ကျမ်းအခန်းကြီးခုမှဖော်ပြထားတဲ့ဖျားသခင်စီကနေထာဝရအုပ်စိုးပိုင်ခွင့်နဲ့ဖောင်းတည်ရကိုရရှိမယ်ဖျားသခင်နဲ့တူတဲ့အုပ်စိုးရှင်ကိုရည်ညွှန်းတာပါဆိုတော့ဒီပွင့်နာမှာတစ်ခုတည်းမှာပဲသူဟာလူသားကျွန်ပြီးတော့ဘယင်ဆိုတဲ့အချက်၃ချက်လုံးကိုပေါင်းဆက်ဖော်ပြနေတာပါဒီတော့မာကုခန်းကြီးနဲ့တစ်ခုလုံးကိုပြန်ကြည့်လိုက်ရင်ယေရှုရဲ့အထူးသတင်းစကားကရှင်းပါတယ်စီမင်းနေဥပဒေတွေဒလိထုံးထန်းတွေထက်လူတွေကပိုရေးကြည့်တယ်ဆိုတာပါပဲဒီလိုဆိုရင်ကျွန်တော်တို့စဉ်းစားချက်မျိုးခုတစ်ခုကြမ်းခဲ့ပါတယ်အဲ့ဒါကတော့ယနေ့ခေတ်မှာကောကျွန်တော်ရဲ့ပေါ်ဟာတဲ့အတိုင်းဝိုင်းနေထဲမှာဆွဲကင်ထားဆဲဖြစ်တဲ့တာရီဘူဟောင်းတွေကဘာတွေဖြစ်မလဲဆိုတာပါပဲ